မိဖုရားကြီးကိုဝင်အရင်အမာနဲ့ဆယ်လပြည့်တဲ့အခါဘိုက်ပေါ်မှာထူးထူးဆန်းဆန်းအမဲရောင်အကြေးခွန်တွေထွက်လာခဲ့တယ်မိဖုရားကြီးကအဲ့ဒီအကြေးခွန်တွေကိုခွာပစ်ဖို့ကြိုးစားပေမဲ့လက်နဲ့ထိလိုက်ယုံတင်ဘိုက်ထဲကအသေးခိုင်မတက်အောက်တက်လာခဲ့တယ်ဘလို့နီးနေပဲဖြစ်အဲ့ဒီအကြေးခွန်တွေကလုံးဝခွာလို့မရပဲမြဲမြံနေခဲ့တယ်နောက်ဆုံးမင်းသမီးလေးကိုမွေးဖွားတန့်စင်လိုက်တဲ့အခါမှာတော့ကလေးရဲ့တကူလုံးမှာအမဲရောင်အကြေးခွန်တွေဖုံးလွှမ်းနေတာကိုတွေ့လိုက်ရတယ်ဒါပေမဲ့သူတို့ရွှေငါးနွယ်ဝင်ဂျင်လီမျိုးနွယ်တွေဟာရှကေးအစင်ဆက်ကလေးကအနီရောင်နဲ့ရွှေရောင်ကိုသာအမျက်တနိုးတန်ဖိုးထားကြတာဖြစ်ပြီးတကူလုံးမင်းနဲ့နေတဲ့သူမျိုးတစ်ခါမှမရှိခဲ့ဘူးပါဘူးဒါကြောင့်မို့လို့မင်းသမီးလေးမွေးချင်းမှာပဲတမျိုးနယ်စုလုံးကသူမကိုနမိတ်မကောင်းတဲ့အမင်္ဂလာဖြစ်သတ်မှတ်ကြတော့တယ်ခမဲတော်ဧကရက်ကလည်းဒီလိုအမင်္ဂလာကောင်းကိုချက်ချင်းကိုမြတ်ဖို့လုပ်ခဲ့ပေမဲ့အမဖြစ်သူမင်းသမီးကဖြက်ခနဲ့တူးထောက်ပြီးတနာခံတောင်းပန်ခဲ့တဲ့ညီမလေးကိုစိတ်ကောင်းလုံးကောင်းရှိပြီးလူရိုသေရှင်ရိုသေဖြစ်အောင်တေချာသွန်သင်ဆုံးမပါမယ်ဘသူကိုမှဒုက္ခမပေးစေရပါဘူးလို့ကတိပေးခဲ့လို့သာခမဲတော်ကမင်းသမီးလေးရဲ့အသက်ကိုမချီတင်ခဲ့ချမ်းသာပေးခဲ့တာဖြစ်ပါတယ်အမဖြစ်သူဟာတမျိုးနယ်လုံးရဲ့ရွှေမိုးငွေမိုးရွာပြီးအသေးဆွဲချရတဲ့ရွှေငါးမင်းသမီးကြီးဖြစ်ပေမဲ့ဒီနှစ်တွေတခြားညီမလေးကိုကာကွယ်ပေးဖို့အတွက်လူတကာရဲ့ညှို့ညင်မှုနဲ့အနိုင်ကျင့်မှုတွေကိုမရေမတွက်နိုင်အောင်ခံခဲ့ရရှာတယ်။ဒါပေမဲ့ညီမဖြစ်သူဟာလူတိုင်းအနိုင်ကျင့်လို့ရတဲ့အချော့သမားလေးမဟုတ်ပါဘူး။သူမကိုအနိုင်ကျင့်တဲ့သူတွေကိုအမကိုစားပညာပေးဖို့အကြိမ်ကြိမ်ကြံစည်ခဲ့ဘူးတယ်။ဒါပေမဲ့အကြောင်းအရာတွေအကြီးအကျယ်ပေါက်ကြားသွားရင်နန်းတော်တွေကနှင်ထုတ်ခံရပြီးအမအနားမှာနေခွင့်ရတော့မှဒါမဟုတ်ဘူးဆိုတာကိုစိုးရိမ်တဲ့အတွက်ကြောင့်ပဲစိတ်ကိုအမြဲထိန်ပြီးလိမ္မာရင်ကြီးတဲ့ပုံစံမျိုးဟန်ဆောင်နေခဲ့ရတာပါ။ဒါပေမဲ့ဒီလိုအေးချမ်းချမ်းဖြတ်တန်းနေရတဲ့အချိန်တွေဟာမကြခင်မှာပဲရစရာမရှိအောင်ပျက်စီးသွားခဲ့ရတယ်။ငကားနွယ်ဝင်ကြောက်လုံမျိုးနွယ်ရဲ့မင်းသားငယ်ဟာဖခင်ဖြစ်သူကိုတက်ပြီးထိနှက်လူယူကဧကရစ်အသစ်ဖြစ်လာခဲ့ပြီးအရင်ကထက်ပိုမိုအာနာဆက်ပြင်းထန်လာခဲ့တယ်။အဲ့ဒီအခါခမဲတော်ဟာငကားမျိုးနွယ်တွေကိုမျက်နှာလိုမျက်နှာရလှုပ်ဖို့နဲ့မိမိတို့မျိုးနွယ်စုအေးချမ်းသာယာဖို့အတွက်မိမိအချစ်ဆုံးရွှေငါးမင်းသမီးကြီးကိုအတင်းအဓမ္မလက်ထပ်ထိမ်းများစေလို့ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒီသတင်းကိုကြားလိုက်ရတဲ့အချက်အိမ်မှာတော့ညီမငယ်လေးရဲ့ရင်တစ်ခုလုံးကွဲကြေသွားခဲ့ရတယ်။အမဖြစ်သူဟာဒီလောကကြီးထဲမှာသူမရဲ့တူဦးလေးတော့အားကိုးရမဟုတ်ပါလား။ခရီးမထွက်ခွာခင်မှာအမဖြစ်သူဟာညီမလေးအတွက်စိတ်မချနိုင်တာကြောင့်သူမရဲ့နေ့စဉ်လူမှုဘဝအဝတ်စားကအစစားတောက်နေထိုင်ရေးအစုံတေချာစစ်ဆက်အောင်အကုန်စင်ပြေအောင်စီမံပေးသွားခဲ့တဲ့အမနန်းပြင်ကိုထွက်ခွာသွားပြီးတဲ့နောက်မှာတော့ညီမငယ်လေးဟာနှက်ကုန်းမှာနေတိုင်းဝတ်ပြုဆုတောင်းရင်းအမဖြစ်သူဘေးကင်းရန်ကင်းနဲ့မိမိစီပြန်လာတွေ့မဲ့ရက်ကိုပဲမျှော်လင့်နေခဲ့တယ်နောက်ဆုံးတော့သူမမျော်လင့်နေတဲ့အမဖြစ်သူအိမ်ပြန်လာမဲ့သတင်းကိုရရှိခဲ့ပါတယ်။ဒါပေမဲ့ပြန်လာတဲ့ပုံစံကတော့အေးဆက်လာတဲ့ခေါင်းကလားကြီးထဲမှာလဲလျောင်းလို့ပေါ့စေတမန်တွေပြောပြချက်အရတော့လွန်ခဲ့တဲ့ရက်ကငကားဘရင်ဟာတစ္ဆာဖောက်တွေရဲ့လှုပ်ကြံမှုကိုခံခဲ့ရလို့ရွှေငါးမင်းသမီးကြီးကရှေ့ကနေဓာစာခံအဖြစ်ဝင်ကာကွယ်ပေးရင်းအသက်ဆုံးရှုံးခဲ့ရတယ်လို့ဆိုတဲ့ဒါပေမဲ့ညီမငယ်လေးကတော့အဲ့ဒီမူသားစကားတွေကိုတစ်ချက်တည်းနဲ့ရိပ်မိလိုက်တယ်ဘာလို့လဲဆိုတော့အမရဲ့တကိုယ်လုံးကအကြေးခွန်တွေအကုန်လုံးဆွဲခွအခန့်ထားရလို့ပါပဲဒါဟာဓာစာခံဝင်လောက်တာဘယ်မှာဟုတ်ပါမလဲညှဉ်းပန်းနှိပ်စက်ခံရပြီးတေဆုံးခဲ့ရတာအထင်ရှားပါပဲဒါကြောင့်သူမဟာလူသားဆန်းငါပီရန်ဟာငါကောင်ရည်49ကောင်ရဲ့ငါးရိုးတွေနဲ့တွန်းလှုပ်ထားတဲ့နှာရောင်ကြဖို့အရှိကြီးကိုထုတ်ယူလိုက်ပြီးအမှန်တရားကိုမဖြစ်ဖြစ်အောင်ရှာဖွေပြီးအမအတွက်ကိုယ်တိုင်လက်စားချေဖို့စိတ်ပိုင်းဖြတ်လိုက်ပါတော့တယ်မင်းသမီးလေးဤစကားတန်အမရဲ့ရုပ်အလောင်းမှာဘလောက်တောင်လိုအပ်ချက်တွေရှိနေတယ်လဲအဲ့ဒီအတိုင်းသူတို့စီကနေအပြေအဝပြန်ပေးဆက်ခိုင်းစေရမယ်မကြခင်မှာပဲစေတမန်တွေရဲ့စကားဝိုင်းကနေတဆင့်ဒီအဖြစ်အပျက်တစ်ခုလုံးရဲ့အမှန်တရားကိုသူမမမျှော်လင့်ပဲစုံစမ်းသိရှိသွားခဲ့ရတယ်။ငကားဘရင်ရဲ့အချစ်တော်မိဖုရားငယ်ကရွှေရောင်ကြီးခွန်တွေနဲ့လှုပ်ထားတဲ့လက်ဆွဲကိုလိုချင်တယ်လို့တခွန်းတင်ပြောလိုက်ရုံနဲ့တင်သူတို့ရဲ့မင်းသမီးကြီးကိုအရေးခွန်ခွာအကြီးခွန်တွေဆွဲဖြုတ်ပြီးနောက်ဆုံးမှာအဲ့ဒီမိဖုရားမွေးထားတဲ့လူသားဆန်းကားအကောင်ကြီးစီပြစ်ကျွေးလိုက်ကြတာဖြစ်ပါတယ်။ညီမငယ်လေးဟာနာကြီးလွန်းလို့အန်ကျိတ်မိပေမဲ့ပြီးပြည့်စုံတဲ့လက်စားချေမှုအစီအစဉ်တစ်ခုဟာလည်းသူမရဲ့ရင်ထဲမှာအမြင့်တွယ်သွားခဲ့ပါပြီ။အဲ့ဒီနောက်မှာတော့သူမဟာခမဲတော်စီကိုယ်တိုင်သွားရောက်ပြီးအမဖြစ်သူရဲ့ကိုစားနဂါးမျိုးနွယ်စုစီအတင်းအဓမ္မလက်ထပ်ထိမ်းမြဖို့သွားပါမယ်လို့တောင်းဆိုခဲ့တဲ့နဂါးမျိုးနွယ်စုကအင်အားကြီးပြီးမိမိတို့ရွှေငါးမျိုးနွယ်စုကအင်အားနည်းတာကြောင့်တကယ်လို့စစ်ဖြစ်ပွားခဲ့ရင်တမျိုးနွယ်လုံးဒုက္ခရောက်ကုန်လိမ့်မယ်မင်းသမီးတစ်ပါးကိုစတေးပြီးတမျိုးနွယ်လုံးရဲ့ငြိမ်းချမ်းရေးကိုလဲလှယ်နိုင်တာဟာဘလို့ပဲတွက်ချီကြိုက်ပါတယ်လို့ပြောခဲ့တဲ့မျိုးနွယ်စုကလူတွေကလည်းမူလကတည်းကသူမကိုအမင်္ဂလာကောင်းဆိုပြီးယွန်ရှာနေကြတာမို့အမြန်ဆုံးနှင်ထုတ်ချင်နေကြတာကြောင့်ခမဲတော်ကလည်းသူမရဲ့တောင်းဆိုချက်ကိုချက်ချင်းသဘောတူလိုက်ပါတော့တယ်မကြခင်မှာပဲမင်းသမီးလေးကိုငကားဘရင်ရဲ့အိတ်ဆောင်စီပို့ဆောင်ခဲ့ကြတဲ့အခန်းတကားတဲ့ဝင်ချင်းမှာပဲငကားမင်းသမီးကရက်ဆက်ကြမ်းကြုတ်တဲ့လူသားဆန်းကားအကောင်ကြီးတစ်ကောင်ကိုမွေးထားတာကိုတွေ့လိုက်ရပြီးအဲ့ဒီတာရဲ့တိရစ္ဆာန်ရဲ့လေဘေးမှာတော့အမဖြစ်သူရဲ့ရွှေရောင်ကြီးခွန်တွေဆွဲချိတ်ထားတာကိုမြင်လိုက်ရတဲ့အမဖြစ်သူဟာဒီငကားမင်းသမီးရဲ့ရက်ဆက်တက်ဖြတ်ခြင်းကိုခံခဲ့ရတာဆိုတာသူမချက်ချင်းသဘောပေါက်သွားခဲ့တယ်ဒီအချိန်မှာငကားမင်းသမီးကလည်းသူမကိုလှမ်းမြင်သွားပြီးတကိုယ်လုံးမင်းနဲ့နေတဲ့တာရဲကောင်မလေးဆိုပြီးလှောင်ပြောင်တရောပါတော့တယ်ပြောဆိုနဲ့ပဲအတိတ်ရောက်လာတဲ့လက်ထက်မင်းသမီးလေးကိုအစွမ်းပြ6လမ်းဖို့အတွက်လူသားဆန်းကားအကောင်ကြီးကိုအမိတ်ပေးပြီးတိုက်ခိုက်ခိုင်းလိုက်ပါတော့တယ်